မိသားစုကံမကောင်းတဲ့သူတွေနဲ့ပတ်သက်ပြီးဟောခြင်းပါတယ်ဘုန်းကြီးတို့ရဲ့မြတ်စွာဘုရားရှင်ဟောကြားခဲ့သည့်အတိုင်းပဲကံကံ၏အကျိုးဆိုတဲ့တရားအကြောင်းရှိလို့အကျိုးဖြစ်တယ်ဆိုတဲ့တရားဒါကိုအမြဲတမ်းဆင်ခြင်မယ်ဆိုလို့ရှိရင်ဆင်ရတာပဲကြုံကိုယ်ကွင်းမှုတွေပေါင်းစည်းမှုတွေဘလို့အရာတွေနဲ့ပဲတွေ့မတုံမလုပ်ပဲနဲ့နေနိုင်အောင်ကြိုးစားသွားဖို့ပဲလိုတယ်ဆိုတာပထမဦးဆုံးပြောထားကြတယ်တချို့ကတစ်သက်လုံးအတိုင်းအတာအဖြစ်ဥမကွဲတိုက်မပြတ်မိသားစုတွေနေသွားနိုင်ကြတယ်ပြောပါနေသွားဖို့ကံပါလာတယ်တချို့ကကံပါမလာဘူးငယ်ဘဝတည်းကအဖေဆုံးသွားရတာနဲ့အမေဆုံးသွားရတာနဲ့ဆွေမျိုးတွေဆုံးသွားရတာနဲ့ဒါမျိုးတွေကြုံပြီးတော့တယောက်တည်းရက်တည်ရတဲ့သူတွေလောကမှာအများကြီးရှိတယ်အဲ့တော့မိသားစုကံမကောင်းတဲ့သူတွေဆိုရင်ဖြစ်တတ်တဲ့သဘာဝကတော့စိတ်အားငယ်တတ်တယ်တကူကူဖြစ်လာရင်သူကဝမ်းနည်းလွယ်တယ်ဒါပေမဲ့အဲ့ဒီအတိုင်းပဲဆက်ပြီးတော့သွားမလားဆိုတော့လည်းသွားလို့မရဘူးဘဝဆိုတာရှိနေတဲ့အတွက်ကြောင့်ဘဝဝင်ခန္ဓာဝင်ဆက်ပြီးထမ်းရအောင်ပါပဲဒီတော့ရင့်ကျက်ဖို့လိုတယ်ဘုန်းကြီးတို့တွေဆိုရင်6တန်းလောက်တည်းကအဖေနဲ့မနေရတော့ဘူး9တန်းလောက်ကြတော့ပထွေရရပြန်ရောဒီလိုနဲ့ပဲတစ်သက်လုံးနောက်ပိုင်းကျမိဘတွေနဲ့အဝေးကြီးမှနေတယ်ကိုလိုတဲ့ပညာရက်တွေကိုရှာဖွေတယ်နောက်ဆုံးမိဘတွေအကုန်လုံးကိုမရှိခင်မှာဆုံးသွားကြတာကြီးပဲဘယ်သူအားသူပါမှလည်းမမေ့ဘူးအခုလက်ရှိချိန်မှာလည်းပဲဆွေမျိုးတွေနဲ့နေနေတာမဟုတ်အဲ့တော့ရက်တီတော့လဲတူတည်းပဲရက်တီနေတာအဲ့တော့တယောက်တည်းနေရလို့ဆိုပြီးတော့မိသားစုနဲ့အတူမနေရလို့ဆိုပြီးတော့ဝမ်းနဲ့တက်တဲ့သူတွေအတွက်ပြောချင်တာကကိုအသက်ရှင်နေတဲ့အချိန်မှာကိုကျင်လဲရပတ်ဝန်းကျင်မှာတန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်နေအောင်ကြိုးစားဖို့ပဲလိုတယ်ရှင်ကွဲခြင်းတို့တေကွဲခြင်းတို့ဆိုတာဘဝရှိရင်ကြုံကိုကြုံမဲ့အရာဒီနေ့မကြုံသေးရင်နောက်နေ့ကြုံရတာပဲအဲ့တော့ဆိုတော့ဒါတွေအားလုံးဟာခန္ဓာရလာကြတဲ့ကိုကဒုက္ခတရားတွေဆိုတာကြုံရမယ့်အရာတွေပဲဖြစ်တဲ့အတွက်တွေးပြီးတော့ဝမ်းမနေပါနဲ့အဲ့ဒီလိုမိသားစုကံမကောင်းတဲ့သူတွေလောကမှာအများကြီးရှိတယ်ကိုတယောက်တည်းမဟုတ်ဘူးလို့အားတင်းပြီးရင်ခဏတွေးပြီးတော့ဝမ်းနေတာမျိုးမလုပ်နဲ့ဘာမှအကျိုးမရှိဘူးတရားတကြီးဆောက်ဆိုတဲ့အတိုင်းပဲရောက်တဲ့နေရာမှာကိုယ်နဲ့ပေါင်းသင်းမိတဲ့သူတွေနဲ့ဆွေမျိုးလိုသဘောထားပြီးမေတ္တာပေးနားလည်မှုတွေပေးပြီးတော့ဆက်ပြီးတော့ရှင်းသန်တစိမ့်ကလည်းအမျိုးတက်ကောင်းတာတွေအများကြီးရှိပါတယ်ဒီလိုဆိုတော့မိသားစုနဲ့အတူမနေရပေမဲ့မိသားစုလိုမျိုးမေတ္တာပေးနိုင်တဲ့သူတွေနဲ့တွေ့ပါလိမ့်မယ်ဘုန်းကြီးတို့ဘဝလည်းဒီအတိုင်းပဲကြော်ဖြတ်နေရတာပဲအဲ့တော့မိသားစုဆိုတာဘယ်စီနေမှန်းတော့မသိတော့တဲ့အနေအထားမျိုးရောက်နေပေမဲ့ကိုယ်အနေနာမှာရှိတဲ့သူတွေကိုမေတ္တာပေးတော့မိသားစုကြီးလိုပဲပြန်ခံစားပြီးနေရတာပါပဲသစိမ်းတွေဆိုပေမဲ့မိသားစုတွေဖြစ်နေတာပါပဲအဲ့တော့ကံပါရာလူအချင်းပဲအတူတူနေလို့ရကြတာဖြစ်တဲ့အတွက်ကြောင့်တွေးပြီးတော့ဝမ်းမနေနဲ့ကိုမိဘနဲ့အတူမနေရလို့ညီကိုမောင်နှမတွေနဲ့အတူမနေရလို့စသည်ဖြင့်ဝမ်းနေနေမဲ့အစားကိုဘဝအတွက်အနှစ်ရှိမဲ့အရာတွေကိုရွေးလှုပ်သွားပြီးတန်ဖိုးရှိတဲ့လူတစ်ယောက်ဖြစ်အောင်သာအမြဲကြိုးစားနေရင်နေပြောသွားလိမ့်မယ်ဝမ်းနေမှုတွေကိုမေ့ပြောက်ထားနိုင်လိမ့်မယ်အဲဒီလိုဆွေမရှိမျိုးမရှိမိဝေးဖဝေးဆိုတာဘလောက်ဆိုးသွမ်းတယ်ဘလောက်ခံစားရတာနာကြီးစရာကောင်းတယ်လေဆိုတာကိုဘုန်းကြီးတို့တွေကကိုယ်တိုင်ခံစားထားတော့သိတယ်ဒါပေမဲ့ဒီနေ့ဘုန်းကြီးတို့တွေရက်တည်နေတာပဲမတုံမလုတ်ဖြစ်လာအောင်လို့ရင့်ကျက်လာအောင်လို့ကျင့်ယူရတာကြိုးစားယူရတာပဲအမြဲခြင်းသဘောတွေအပန်းပန်းဆင်ခြင်ရတယ်ဖြစ်တတ်တဲ့သဘာဝတွေကိုအပန်းပန်းဆင်ခြင်ရတယ်ဘဝရှိလို့ဒုက္ခတွေရှိနေတာကိုဆင်ခြင်ရတယ်ကိုတယောက်တည်းမဟုတ်ပဲလောကမှာကိုလူတွေအများကြီးပဲကိုတဲ့ဆိုးတဲ့သူတွေလည်းအများကြီးပါပဲလားလို့ကိုတဲ့နှိမ့်တာတွေကိုပြန်ကြည့်ပြီးတော့ဖြေဖြောက်ရတယ်နောက်ဆုံးတော့အခုရက်တည်နေတဲ့ပတ်ဝန်းကျင်မှာ
တန်ဖိုးရှိတဲ့လူသားတစ်ယောက်ဖြစ်နေဖို့ပဲလိုတာအဲ့တော့တယောက်တည်းမလို့လဲဝမ်းမနေနဲ့ဆွေမျိုးဝေးလို့လဲဝမ်းမနေနဲ့ကံပါရင်ပြန်တွေ့မယ်ကံမပါလို့မဆောင်နိုင်တာကိုလည်းတွေးပြီးတော့ဝမ်းမနေနဲ့လက်ရှိအချိန်ကိုသာတန်ဖိုးအရှိဆုံးအချိန်ဖြစ်အောင်နေထိုင်ကိုယ့်အတွက်အနှစ်ပါမဲ့အရာတွေကိုများများလုပ်နိုင်အောင်ကြိုးစားပို့ပြီးတော့ကြံ့ခိုင်လာအောင်လုပ်တရားဘာဝနာများများပွားအမှန်တရားကိုများများဆင်ခြင်အဲ့ဒီအခါမှာပို့ပြီးရင့်ကျက်လာမယ်ပို့ပြီးတော့တမာရီတွေရလာမယ်ပို့ပြီးတော့တတ္တိတွေရှိလာမယ်အဲ့တော့တယောက်တည်းနေပေမဲ့တတ္တိရှိစွာတည်ကြည်စွာနဲ့ဘဝခရီးဆက်ရှောင်နေတဲ့သူတွေလောကမှာအများကြီးရှိပါတယ်လို့မိသားစုနဲ့အတူမနေရပေမဲ့တယောက်တည်းလည်းပဲရှင်သန်နေတဲ့သူတွေအများကြီးမှအများကြီးရှိပါတယ်လို့ပြောပြီးတော့အားပေးပါတယ်ဒါကြောင့်ကဘာသူကဘာသားအပေါင်းကံကောင်းကြပါစေမိမိဖြစ်ချင်တဲ့စံသားတွေလည်းပြည့်နိုင်ပါစေတရားဘာဝနာလည်းများများအားထုတ်နိုင်ပြီးတော့အမှန်တရားကိုမြင်၍အေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ